လူတယောက်ရဲ့ဘဝမှာအပျော်ရွှင်ရဆုံးအချိန်ကိုပြပါဆိုရင်မင်္ဂလာဆောင်တဲ့နေ့လို့အားလုံးကဖြေကြမှာပါအဲ့ဒီပျော်ရွှင်မှုတွေရဲ့နောက်ွယ်မှာလူပြိုပြိုတိုင်းရင်ဆိုင်ရတဲ့စိန်ခေါ်မှုတစ်ခုရှိပါတယ်အဲ့ဒါကတော့မင်္ဂလာဦးညပါပဲစိတ်လှုပ်ရှားမှုရင်ခုန်မှုတွေနဲ့အတူငါအဆင်ပြေပါမလားနာကျင်ပါလားဘာတွေလုပ်ရမလဲဆိုတဲ့စိုးရိမ်စိတ်တွေကတွန်တွဲနေတတ်ပါတယ်ဒီနေ့မှာတော့မင်္ဂလာဦးညနဲ့ပတ်သက်ပြီးမြမလူမှုနယ်ပယ်မှာဖုံးကွယ်ထားတဲ့အကြောင်းအရာတွေကိုဆေးပညာရှုထောင့်ကနေပွင့်ပွင့်လင်းလင်းနဲ့အသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်လူတော်များများကမင်္ဂလာဦးညလို့ပြောလိုက်ရင်လိန်ဆက်ဆန်ခြင်းတစ်ခုတည်းကိုပဲပြေးမြင်တတ်ကြပါတယ်တကယ်တော့မင်္ဂလာဦးညရဲ့အဓိကရည်ရွယ်ချက်ကနှစ်ဦးသားစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတည်ဆောက်ဖို့ပါမင်္ဂလာဆောင်တဲ့နေ့မှာမောင်နှံနှစ်ဦးလုံးဟာအိတ်ခံရတာဓပုံရတာတွေကြောင့်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအယမ်းပင်ပန်းနေတတ်ပါတယ်အဲ့ဒီလိုပင်ပန်းနေတဲ့အချိန်မှာအတင်းကျပ်ဆက်ဆံဖို့ကြိုးစားတာကတဦးနဲ့တဦးအထင်လွဲတာစိတ်ပြတ်တာမျိုးဖြစ်စေနိုင်ပါတယ်ဒါကြောင့်ပထမဆုံးအကြံပြုချင်တာကအလျင်မလိုပါနဲ့နှစ်ယောက်သားနားနေစကားပြောပါတယောက်ရဲ့စိုးရိမ်မှုကိုတယောက်ကဖေးမှာပါပထမညမှာဆက်ဆံရေးမရှိဖြစ်သွားခဲ့ရင်တော့ဒါဟာရှက်စရာမဟုတ်ဘူးဆိုတာကိုနှစ်ဦးလုံးနားလည်ထားဖို့လိုအပ်ပါတယ်ရှင်မြန်မာပြည်မှာအယူဆအမားဆုံးကတော့အပြိုစင်အမြေးပါအကြောင်းပါပဲပထမညမှာသွေးထွက်မှအပြိုစစ်တယ်ဆိုတဲ့အတွေးခေါ်ဟာအမျိုးသမီးတွေအတွက်အယမ်းကိုဖိအားဖြစ်စေပါတယ်ဆေးပညာအရာရှင်းပြရရင်အမြေးပါဆိုတာပါလွာတဲ့တ िश ူးစလေးတစ်ခုသာဖြစ်ပြီးလူတိုင်းမှာပုံစံမတူကြပါဘူးတချို့မှာအမြေးပါကအယမ်းပါလွာလို့စပိန်စီးတာအားကစားလုပ်တာမျိုးနဲ့တင်ပြဲသွားနိုင်တယ်လို့တချို့မှာမွေးရပါကိုကမပါလာတတ်ပါဘူးနောက်ဆုံးတစ်ချက်ကတော့တချို့အမျိုးသမီးတွေရဲ့အမြေးပါကအယမ်းကိုပျော့ပြောင်းလုံးလို့ဆက်ဆံရေးရှိတော့လဲသွေးမထွက်တာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်သွေးထွက်တာကိုကြည့်ပြီးအမျိုးသမီးတစ်ယောက်ရဲ့တန်မိုးကိုဆုံးဖြတ်ခြင်းဟာလုံးဝမမှန်ကန်တဲ့သိပ္ပံနေကြမဟုတ်တဲ့လုပ်ရဖြစ်ကြောင်းအမျိုးသားတွေရောအမျိုးသမီးတွေပါသိထားသင့်ပါတယ်ရှင်ပထမညမှာအမျိုးသမီးတွေကြောက်ရတဲ့နောက်တစ်ချက်ကနာကျင်မှုပါဒီနာကျင်မှုဟာများသောအားဖြင့်ကြောက်စိတ်ကြောင့်ဖြစ်တာပါစိတ်လှုပ်ရှားပြီးကြောက်ရတဲ့အခါမိန်းမကိုကကြက်သားတွေဟာတင်းကျပ်သွားတတ်ပါတယ်ဒါကိုဖြေရှင်းဖို့နည်းလမ်းနှစ်ခုရှိပါတယ်ပထမတစ်ခုကနူးနူးညံ့ညံ့ပုတ်သက်လှုံ့ဆော်မှုကိုအချိန်များကြီးပေးပါအမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကအစဉ်သင်းဖြစ်မှသာတဘာဝချောစီတွေထွက်လာပြီးနာကျင်မှုကိုလျှော့ချပေးမှာပါလိုအပ်ရင်အစင်မြင့်ချောစီအကူအညီကိုယူပါဒါဟာရှက်စရာမဟုတ်ပဲနှစ်ဦးသားအစဉ်ပြေဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်အမျိုးသားတွေအနေနဲ့လည်းပထမညမှာအမားလုပ်တတ်ကြပါတယ်အဲ့ဒါကတော့ပထမညမှာစူပါမန်တယောက်လိုအရန်စွမ်းဆောင်ပြချင်တာပါတကယ်တော့အမျိုးသမီးတယောက်ကလိုချင်တာကစွမ်းဆောင်ရည်ထက်နှွေးထွေးမှုနဲ့ဂရုစိုက်မှုပါအလင်းစလိုလှုပ်ခြင်းကအမျိုးသမီးကိုထိတ်လန့်စေနိုင်ပါတယ်ဒါအပြင်အမျိုးသားတချို့မှာစိတ်လှုပ်ရှားလွန်းတာကြောင့်ဆန္ဒစောပြီးသွားတာမျိုးဖြစ်နိုင်ပါတယ်ဒါဟာပထမညမှာဖြစ်လေဖြစ်ထရှိတဲ့တဘာဝအခြေအနေမို့လို့စိတ်တကြစရာမလိုပါဘူးဆိုတာသတိပေးပြစေအနှစ်ချုပ်ရရင်တော့မင်္ဂလာဦးညဆိုတာပုံပြင်တွေရဲ့ကလို့တညတဲနဲ့ပြီးသွားတဲ့အရာမဟုတ်ပဲတသက်တာလက်တွဲရမယ့်ခီးစဉ်ရဲ့အစပြိုးခြင်းသာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အကြံပြုချင်တာကကလေးချက်ချင်းမယူခြင်းသေးရင်ကုန်တုံးဒါမှမဟုတ်သားဆက်ချာနီးလန်းကိုတေချာသုံးပါဒီဗီဒီယိုလေးကမင်္ဂလာဦးညကိုရင်ခုန်စွာစောင့်စားနေတဲ့မိတ်ဆွေတို့အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲပျော်ရွှင်စရာအိမ်အောင်ရေးဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေဒီနေ့ပြောပြသွားတဲ့နီးလန်းတွေကရှင်တို့အတွက်အသစ်အဆန်းဖြစ်စေမှာပါနောက်ထပ်လည်းအိတ်ခမ်းထဲကရှိုးဝက်ချက်တွေကိုသိချင်ရင်အိမ်ရဲ့ channel လေးကို follow လုပ်ထားပြီးဆက်လက်အားပေးကြပါဦးရှင်အားလုံးပဲအိမ်အောင်ရေးဒုက္ခအပြည့်အဝခံစားနိုင်ကြပါစေ